ကဲအခုတော့တိုးသားတပတ်တော့ဝယ်မလို့ပါညတာတော့ဘာမှမဟုတ်ပြန်တက်လာယောဂအပူမရေဝင်လာမှာဆိုသူကြီးမှာတော့ယောဂအိုင်ရောက်နေပြီဆိုပြီးအမျိုးမျိုးတွေ့ပါတယ်ဒီဘက်လည်းလာချင်လာနေအောင်လို့ဘယ်လဲမတ်စတာတာပါတော့လို့ဒီကနေပြီးတော့ထွက်နေပါလိတခါတော့ဘလော့အတူလေးပါရတာတော့လို့ပါဒီမှာလမ်းတုံတာတိုးသားနဲ့ကိုယ်ကဆိုင်အောင်ကြောက်ရတာညသာအိမ်မှာမချမ်းချင်လို့ထုတ်ဝယ်ရတာအခုဆိုရင်ည9 နာရီကျော်တော့ရှိပါဘူးနေရမွေညနေတိုင်းပါပဲည9 နာရီ10 နာရီ7 နာရီဟိုနေဝေးလာပါတော့အဲ့တော့အဲ့တော့မှရှိရပါမယ်ဟိုပထမဟိုလည်းတော့ထောက်ခဏရတော့လည်းစအဲ့တော့သူတို့ဘာမှမရွေးချက်ဝယ်လာမသိဘူးကဲဆန်တော့ရောက်ပါပြီဒီမျိုးဟာသားမှာလားဒီမျိုးရောဒီမျိုးဒါတိုးတာဘာမှစိတ်ရောဘာမှကြက်သားကင်ဥမာလိုက်ရတော့ 9.99 ယူလို့30ယူတာပါကူရော်တွေမှာရလာပါပြီတူရနေရတာဒီဝိုင်းနေကြတယ်ကူလာအောင်ဟိုအေးတော့ဝယ်မလို့ပါမြန်မာနိုင်ငံမှာရောင်းတဲ့ကျွဲစိမ့်တော့ဝယ်မှာဒီမှာကျွဲစိမ့်ပါဝယ်ရတယ်ကူတော့အိပ်ပြန်ပါပြီဒီကဘလော့အတူဆိုတော့ဘာမှမဟုတ်ပါဘူးငယ်ကြရဘရိုစီတောင်းရတဲ့ဟာမျိုးဘလော့ကြိုက်ပါမယ်ကဲဒီပြင်းလေးလမ်းရောက်ပါပြီဒီနေ့ဘလော့ကတော့ဒီလောက်ပါပဲဘာမှလည်းတင်ပြစရာမရှိပါဘူးကဲဒီမှာတော့ဝယ်လာတဲ့လမ်းတူနာပါဒီလိုမျိုးပါအဲမှာကတိုးသားရယ်ခန်းညီတီထွားတီပြီး white sauce garlic sauce